ဟောဒီပန်းလေးကတော့ Cybidium orchid တစ်ခွက်ပေးတာပန်းအမျိုးအစားပဲဖြစ်ပါတယ်နော်။များတော့အားဖြင့်ခေါ်ကြတာကတော့ရွှေတစ္ဆာလို့ခေါ်ကြတာများပါတယ်နော်။ဘာဖြစ်လို့ဟောဒီပန်းလေးကိုရွှေတစ္ဆာလို့ခေါ်ကြတယ်လဲဆိုတော့အန်တီနန်ခင်တာလေးကိုပြောပြမယ်နော်။ဟောဒီပန်းလေးရဲ့ပွင့်ဖက်ကရွှေရောင်အဆင်းရှိတယ်ပြီးတော့တစ္ဆာရှိနဲ့နှစ်စဉ်နှစ်တိုင်းပွင့်ပေးတာကြောင့်သူ့ကိုရွှေတစ္ဆာလို့များခေါ်လေသလားလို့ထင်မိပါတယ်နော်။ဟောဒီပန်းလေးကိုကြည်ရတာစိတ်ကိုလန်းဆန်းစီပြီးတော့တမိတာပင်ပန်းခဲသမျှတွေကိုအပန်းလေးပြည်စီတယ်တစ်ခွပန်းတွေစိတ်ပြိုးတယ်ဆိုတာကစိတ်ရှည်ရပါတယ်နော်သူတို့လေးတွေပွင့်လာဖို့စောင့်ရတာကလည်းတစ်နှစ်မှတစ်ခါဆိုတော့လေကိုယ့်ရဲ့စိတ်ကိုပူပြီးတော့မှတည်ငြိမ်အောင်ဖြစ်လာစေတယ်လေ့ကျင့်ပေးရရောက်တယ်လို့အန်တီနာကထင်ပါတယ်နော်နောက်ပြီးတော့ဟောဒီပန်းပင်လေးရဲ့ထူးခြားချက်ကလေညဖက်မှာကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီးတော့အောက်ဆီဂျင်ကိုလည်းထုတ်ပေးတတ်တာမို့အရင်ပတ်ဝန်းကျင်ကလေထူးတွေလည်းတန့်စင်စေတဲ့အကျိုးရှိပါသေးတယ်နော်ဟောဒီရွှေတစ္ဆာပန်းကလေနာမည်နဲ့လိုက်အောင်ပဲအိမ်မှာစိုက်ထားလို့ရှိရင်လေစက်တရေရှိစေတယ်လို့အခန်းမှာအလားဆင်ထားလို့ရှိရင်လေလက်မြင်တဲ့တူတွေအားလုံးကိုစိတ်ချမ်းသာမှုပေးနိုင်ပါတယ်နော်ဟောဒီရွှေတစ္ဆာပန်းကလေသူကအပွင့်တာရှိခံတယ်တခါပွင့်လို့ရှိရင်တလားကျော်နလားနီနီတီတာရှိတယ်ဒါကြောင့်မလို့အခုလိုမျိုးစိုက်ထားတယ်ဆိုတာလေဆက်ရကျွတ်တဲ့ရွှေတစ္ဆာပန်းလေးပါပဲနော်ဟောဒီရွှေတစ္ဆာပန်းပင်ကလေအပင်အိုလာလို့ရှိရင်အုံခွဲပြီးတော့မှပြန်စိုက်လို့ရတယ်မျိုးပွားယူလို့လွယ်ကူတဲ့အပင်မျိုးပဲဖြစ်ပါတယ်နော်ကြည့်ပါဦးဟောဒီရွှေတစ္ဆာပန်းကလေသူ့နာမည်နဲ့လိုက်ဖက်တဲ့နော်ပွင့်ဖက်လေးတွေကရွှေရောင်အဆင်းရှိတာမို့လို့ဒီပန်းလေးတွေကိုအိမ်မှာစိုက်ထားလို့ရှိရင်စိတ်ချမ်းသာမှုကိုပေးတယ်ဒါကြောင့်မို့မိတ်ဆွေတို့လည်းအိမ်မှာစမ်းပြီးစိုက်ကြည့်ကြပါလို့တိုက်တွန်းပါရစေနော်အန်တီနာကလေဟောဒီရွှေတစ္ဆာပန်းလေးရဲ့နာမည်ကိုတိတိကျကျသိချင်တာရဲ့နောက်ပြီးတော့သူရဲ့ထူးခြားချက်လေးတွေကိုသိချင်လို့ Google မှာဝင်ရှာကြည့်ပါတယ်အဲ့မှာတော့ဘာမှတိုက်ပြီးထူးထွေမရှိပါဘူးဒါနဲ့ပူပြီးတေချာအောင်လို့ဆိုမှအန်တီနာက AI ကိုမေးပါတယ် AI ကိုမေးတော့ဒီတစ်ခွလေးကိုမြန်မာလူကတချို့ကတစ်ခွပေးတာလို့လဲခေါ်ကြတယ်တဲ့နောက်ပြီးတော့လီလော်တက်တစ်ခွလို့လဲခေါ်ကြတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့သူရဲ့အပွင့်ပုံစံကလီလော်တက်နဲ့စင်တူနေတာမလို့တဲ့နောက်အင်္ဂလိပ်လိုနာမည်ကတော့ Cybidium လို့ခေါ်ပါတယ်တဲ့နော်ဘယ်လိုပဲဖြစ်ဖြစ်အန်တီနာကတော့တစ်နှစ်တစ်ခါပွင့်လာပြီးတဲ့ဟောဒီရွှေတစ္ဆာပန်းလလလေးကိုတွေ့ရတဲ့အချိန်မှာခံစားရတဲ့ပီတိကဘာနဲ့မှလဲလို့မရနိုင်ပါဘူးနော်ကြည့်ရှုအားပေးကြသူများအားလုံးကိုကျေးဇူးထူးတင်ပါတယ်ရှင်မိသားစုမိတ်ဆွေများအားလုံးကျမ်းမာပျော်ရွှင်ရှိကြပြီးလိုရာဆန္ဒများပြေဝကြပါစေလုပ်ငန်းများတိုးတက်အောင်မြင်ကြပြီးချစ်ခင်ပျော်ရွှင်တွေတဲ့မိသားစုဘဝလေးကိုသာဝရပိုင်ဆိုင်နိုင်ကြပါစေလို့အန်တီနာဆုတောင်းပေးလိုက်ပါတယ်နော်